မျက်နှာဖောင်းတာတက်တာတယ် weight ကတော့တိတ်မသိတာဘူးတဲ့ကျွန်တော်ဟုတ်တယ် Gemini ကိုမေးတဲ့အချိန်မှာ Gemini က weight ကျတယ်လို့ तू ကတွယ်ဝိုက်ပြီးပြောတာဗျာအစားစားခြင်းစိတ်ကို तू ကချိုးနှိမ်ပေးတာနေရင်ထိုင်ရင်အစားစားခြင်းစိတ်မဖြစ်တော့အဲ့တော့အစားမစားတဲ့အတွက် weight ကျနိုင်တယ်ဆိုပြီးတော့မှ तू ကအဲ့လိုဖြေထားပေးတာပြီးတော့ကျွန်တော် Google ထဲမှာလည်းရှာကြည့်သေးတယ် तू ကလေကတ်ထားလို့ရှိရင်2နာရီတစ်ခါ3နာရီတစ်ခါလောက်ဒီကတ်ထားတဲ့အစီလေးကိုဒီလိုလေးဖြည့်ပြီးလိမ့်ပြီးလွတ်လိုက်ခဏလေးလွတ်လိုက်ဖြည့်ပြီးလိမ့်ပြီးအဲ့ stimulate လုပ်ပေးရပါတော့ဒီနားကနေပြီးတော့မှ nerve ကြော်လေးတွေကိုလေအဲ့လိုလုပ်ပေးရင်ပိုပြီးကောင်းတယ်ဆိုပြီးသူရေးထားတယ်ဒါကျွန်တော်ကတ်တာကျွန်တော်အတွက်အထူးခြားဆုံးအရင်ပြောပြမယ်ကျွန်တော်အတွက်ထူးခြားတာကစိတ်ဖိစီးမှု stress ကလေတော်တော်ကြီးကိုတိတိတတ်တာကြားတယ်နေရထိုင်စိတ်ကပျော်နေစိတ်ဖိစီးမဲ့ဟာတွေဆိုမတွေးမိဘူးပေါ့နော်စိတ်ပျော်ဖို့အဓိကလေဟုတ်တယ်မလားပျော်နေတယ်ဆိုတော့စိတ်ဖိစီးမှုကလည်းမရှိဘူးပြီးတော့ခေါင်းအုံနဲ့ခေါင်းနဲ့ကလေမထိသေးဘူးအိပ်ပျော်ပြီးအိတ်တော့မယ်ဆိုလို့ရှိရင်လဲချလိုက်တဲ့အချိန်မှာခေါင်းအုံနဲ့ခေါင်းနဲ့ကမထိသေးဘူးတုံးကနေပဲအရန်အိတ်ကောင်းတာပြီးရင်မုကိုလေ stabilize ဖြစ်တယ်ပြီးတော့ကျွန်တော်အရှိတလုံးမှာတုတ်ကွေဖြစ်ထားတာအတန်အခုချိန်ထိထွက်တယ်လဲမထွက်တယ်လဲเนาะဒါပေမဲ့အဲ့လိုဖြစ်နေတဲ့အချိန်မှာ focus ကပျောက်နေတာလေဒါလေးသုံးပြီးတဲ့အချိန်မှာလေစိတ်က concentration ကမိတယ်တကူကူလုံးမယ်လို့ဘာလို့ဆိုလို့ရှိရင်လေစဉ်းစားလို့ရှိရင် focus ကမပျောက်ဘူးဗျာရှေ့တလုံးတော့ဆို focus တွေပျောက်တာပေါ့နော်အဲ့ဒါလေးကကျွန်တော်အတွက်ထူးခြားတာပါဒါကကျွန်တော်အခုကတ်ထားတာဆိုရင်နညရှိပြီနိုင်90ကျော်နေပြီကျွန်တော်အခုခွာမယ်ပေါ့နော် idol တွေကတ်ကြတယ်နော်ကိုရီးယား idol တွေဆိုတော်တော်များများကတ်ကြတာမိန်းကလေးယောက်ျားလေးတော်တော်များများအကုန်ကတ်ကြတယ် stress ကြောင့်ပဲကတ်တာတင်တယ်သူတို့လည်းစိတ်ဖိစီးမှုများတာ哦အဲ့တော့ကျွန်တော်ရေချိုးတယ်နှခါရေချိုးတယ်စက်ပြတိုက်တယ်မကွာဘူးကျွန်တော်အခုဒီမှာခွာတာတောင်တော်တော်နဲ့မကွာဘူးကျွန်တော်မထင်တာဘူးဒီလောက်ထိကတ်မယ်လို့လေကဲဒီမှာဒီလိုလေးပါကွက်ခွာလိုက်တဲ့အနေထားလေးအထက်ကအစီလေးရှိသေးရပေါ့နော်ပြီးတော့ဓာတ်ပုံလေးတွေ့ချင်တယ်ဆိုတော့နားပုံလေးဓာတ်ပုံလေးလည်းကျွန်တော်ထည့်ပေးပါမယ်နော်အော်တော်တော်ခွာယူရတယ်ဗျအော်မင်းတို့ကောင်းတယ်ကြိုက်တယ် Friday လောက်ကြာရင်ပြန်ကတ်မယ်ကျွန်တော်နားပုံလေးလည်းအဲ့အထက်ကပါတဲ့နားပုံလေးလည်းထည့်ပေးပါမယ်အဲ့ဒါလေးလည်းကြည့်ချင်တဲ့လူတွေတောင်းကြည့်ထားလို့ ਨੇ စိတ်ကတော့တော်တော်ကြီးပျော်နေ stress ဆိုတာဘာလဲမသိတော့တတိယကဘာစစ်လဲဘယ်နာရောက်နေလဲမသိစီဒုက္ခရောက်နေရဲဆိုတဲ့ဟာလည်းမတွေ့မိဘူးအဓိကဘာဖြစ်လို့လဲကျမ်းမာဖို့ရယ်စိတ်ချမ်းသာဖို့ရယ်အဲ့တော့ချမ်းသာခြင်းနဲ့စိတ်ချမ်းသာခြင်းနဲ့ဆိုရင်သုံးကြည့်ပါခင်ဗျခွာပြီးရဲ့အနေထားဒီလိုလေးနေလို့ကောင်းပါတယ်ခင်ဗျကဲမျက်နှာဖောင်းတာတိတာတယ်မိန်းကလေးဆိုမျက်နှာဖောင်းတာတော်တော်တိတာလိမ့်မယ်ကျေးဇူးပါ good night bye bye